ဂျပန်မှာ4 လပိုင်းကုန်ဆိုလို့ရှိရင်ဂိုဒင်းဝင်းပိတ်ရက်ချေရှိပါတယ်ပိတ်ရက်ချေမှာခီးသွားခြင်းတဲ့တငယ်ချင်းတွေအတွက်ဘတ်စကားလက်မှတ်ဘိုကင်တင်တဲ့နီးလေးကိုမျှဝေပေးခြင်းပါတယ်ကိုကဲမှာပဲဖြစ်ဖြစ်ကိုနေရာကနေပြီးတော့ကိုသွားခြင်းတဲ့နေရာအထိကိုရိုက်ရှာလိုက်ပါအဲ့လိုဆိုလို့ရှိရင်တော့ဒီလိုမျိုးဘတ်စကား website လေးတွေအများကြီးကျလာမှာဖြစ်ပါတယ်ကျွန်တော်ကတော့အမြဲတမ်းဒီ website နဲ့ဝင်နေကြမလို့ဒီ website နဲ့လုပ်ပြပေးထားပါတယ်ကျွန်တော်ကတော့ဒီမှာပေါ့နော်စမ်းတိုင်ရရောခဏစာဝါလို့ရွေးထားရပေါ့နော်အဲ့မှာကိုသွားခြင်းတဲ့ရက်ကိုရွေးလိုက်ပါရွေးလိုက်လို့ရှိရင်ကိုသွားခြင်းတဲ့ရက်နဲ့ဈေးနှုန်းနဲ့ကျလာပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ဒါတော့ကျွန်တော်ဒါတစ်ဆင့်နဲ့ပေါ့နော်ဒီဘက်မှာဆိုလို့ညာဘက်ကိုဆွဲလိုက်လို့ရှိရင်နိုလီခါရဲဆိုတာရှိရပေါ့နော်ဒီမှာကျွန်တော်တစ်ဆင့်နဲ့တွားတဲ့ဟာကိုလုပ်ပြပေးထားတာပေါ့နော်တေးကြပြီးကိုကဘုတ်ကင်လုပ်တတ်မယ်ဆိုလို့ရှိရင်ဒီအောက်ကဟွာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့သူကနောက်တဲ့ဖောင်ဖြည့်ဖို့အတွက်ဆင့်နေသွားရပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကဒီမှာအပေါ်အရောမှာကိုသွားမဲ့ရက်ရဲဘေးရရောဘေးခရမ်းရောဘေးခရမ်းသွားမှလည်းရွေးခိုင်းနေပြီးလို့ရှိရင်လူကြီးဘယ်နှယောက်လဲလူကြီးက1ယောက်လားခလေးရောပါလားခလေးပါလဲဆိုရင်ခလေးထဲပေါ့နော်ခလေးမပါရင်တော့ခလေးနေရာမှာ3ညပဲထားလို့ရပါပေါ့နော်ဒီမှာကားမှာဆိုလို့ရှိရင်သူကညဘက်သွားမဲ့ကားဖြစ်တယ် Wi-Fi ရဲတိုးကြီးလဲရဲပြီးကြတော့ခုံက3ခုတန်းခုံနေပါမယ်ပေါ့နော်အဲ့လိုမျိုးရေးထားတယ်ကိုကဂျားအဲ့ခီမှာဆင်းလို့လည်းရရပေါ့နော်ကိုကဘယ်လိုသွားမှလဲဆိုတော့ဒီမှာ3ခုပြထားအဲ့မှာရွေးပေးလိုက်ပြီးတော့လို့ရှိရင်ဒီအောက်ကဟာကြတော့ဒီမှာကိုကပြန်မဲ့ရက်ကိုပဲရွေးလို့ရရပေါ့နော်ပြန်မဲ့လက်မှတ်မှာဖြတ်မှာလားအသွားပြန်အောင်ဖြတ်မှာလားသူကရွေးခိုင်းနေပေါ့နော်ဒီနေရာဆိုလို့ရှိရင်ဟောကြတော့အသွားတစ်ကြောင်းပဲဖြတ်မှာဖြစ်တဲ့အတွက်အပေါ်ကအနီအောင်လေးကိုနှိပ်လိုက်တာနဲ့ဒါအသွားတစ်ကြောင်းပဲဖြတ်တာပေါ့နော်အခုအဆင့်3ဆင့်ကိုဖြည့်ပြီးပြီဆိုလို့ရှိရင်တော့ဘိုကင်တင်တာပြီးဆုံးပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကထွက်မဲ့ရက်ကိုရေးထားတယ်ထွက်မဲ့နာရီ22နာရီ30မိနစ်မှာထွက်မယ်အဲ့မှာသူနိုလီပါလည်းရေးထားတယ်ပြီးတော့ကိုသွားခြင်းတဲ့နေရာကိုဘယ်နှစ်နာရီထိုးမှဆက်ရောက်မလဲဆိုတော့9နာရီ45မှာဆက်ရောက်မယ်ပေါ့နော်မနက်9နာရီထိုးပေါ့နော်ညတညအလုံးသူကစီးရမှာပေါ့နော်ကအဲ့ရေးထားတယ်ပတ်စံကြတော့ဒီမှာ1800ကျမယ်ဒီမှာ main ကလေးလားယောက်ျားလေးလားရွေးခိုင်းတယ်ပေါ့နော်ယောက်ျားလေးလား main ကလေးလားရွေးခိုင်းတယ်တယောက်ရွေးလိုက်တယ်ပြလို့ရှိရင်ဒီနေရာမှာနာမည်ထည့်ရမယ်ပေါ့နော်နာမည်ကအင်္ဂလိပ်ကိုထည့်လို့ရတယ်ဂျပန်လိုလည်းခဏခဏနဲ့လည်းထည့်လို့ရတယ်ဒီမှာရတော့ main ကလေးလိုရေးပေးမယ်ပြီးကြလို့ရှိရင်ဒီအောက်မှာအသက်ပေါ့နော်အသက်ဖြည့်ပေးရမယ်ပြလို့ရှိရင်ဒီအောက်မှာကျတော့ခုံရွေးလို့ရပါပေါ့နော်ဒါကခုံပေါ့တော့3ခုတွဲမှာလွတ်နေတဲ့ခုံတွေရှိတယ်အိမ်နာလည်းပြထားပေးတယ်နော်တငယ်ညွန့်ကျက်တဲ့ခုံရွေးပေါ့နော်ဘေးဘက်ကခုံနေထိုင်နေတယ်ဆိုလို့ရှိရင်တော့ဘေးဘက်မှာတော့ဒီမှာယွန်းအေရယ်ဟာချီအေရယ်လွတ်တယ်ပေါ့နော်အဲ့ဒါကြိုက်တာရွေးလို့ရပါနော်ကျွန်တော်ကတော့ယွန်းအေလေးကိုရွေးပြတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒါဖုန်းနံပါတ်ထည့်ရမှာပေါ့နော်ဖုန်းနံပါတ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်နော်မဟုတ်လို့ရှိရင်လည်းခိုင်းရှာဖုန်းနံပါတ်ထည့်လို့ရတယ်ပေါ့နော်ဒီနေရာကျတော့သူကနော်ကျွန်တော်ကကျတော့အရင်ကလည်းဝယ်ဘူးတာဖြစ်တဲ့အတွက် point နေရထားတာပေါ့နော် point နေရောသုံးမှလားလို့ပေါ့နော်ဘယ်လောက်အမောက်သုံးမှလဲကျွန်တော်အကုန်လုံးသုံးမှဖြစ်တဲ့အတွက်အကုန်လုံးအောက်ကဟာကိုရွေးပေးတယ်ပေါ့နော်ပြီးတော့ company မှာခြေမှာလားသူကcredit card နဲ့ခြေမှာလားလို့သူကမေးတယ်ပေါ့နော်ကျွန်တော်ကတော့ company မှာခြေမယ်လို့ရေးတာပေါ့နော် credit card ရှိရပေါ့ဒါပေမဲ့ credit card ကျွန်တော်မသုံးချင်လို့ပေါ့နော် company မှာခြေမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ပြီးပေါ့နော်အောက်ကနီအောင်လေးကိုနှိပ်လိုက်တာနဲ့ပြီးပေါ့နော်အခုဆိုလို့ရှိရင်ပေါ့နော်ဒုတိယဆင့်ရောက်သွားပြီပေါ့နော်ကိုကဒီမှာရွေးထားတဲ့ကိုရဲ့လိပ်စာတွေပြန်ကြည့်ပေါ့နော်ကိုစီးမဲ့နေရာရဲ့ဆင်းမဲ့နေရာရဲ့ပြီးကြတော့ကိုရဲ့ထိုင်ကုန်ရဲ့ပြီးတော့ကိုချွေရမဲ့ငွေမောက်ရဲ့ပေါ့နော်ကျွန်တော်ကကြတော့ဒီမှာ6000ကျော်ပဲရှင်းရမယ်ပေါ့နော်ကျွန်တော် point နေသုံးလိုက်တာဖြစ်တဲ့အတွက်ကြာရင်အောက်မှာအမှန်ချင်းလေးချစ်ပြီးတော့အောက်ကနီအောင်လေးကိုပဲထပ်နှိပ်ပြီးလို့ရှိရင်တော့သူကဘိုကင်တင်လိုက်ပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ဘိုကင်တင်တာပြီးဆုံးပြီပေါ့နော်ပြီးကြတော့ကိုထည့်ထားတဲ့ email တွေကိုမေးတစ်ခုဝင်လာမှာဖြစ်ပါတယ်အဲ့မေးနဲ့ငွေချရမယ့်နည်းလမ်းတွေကိုလည်းသူကရှင်းပြထားပြီးတော့တကယ်လို့ဘတ်စကားစီးရချင်ကြလို့ရှိရင်လည်းအဲ့မေးကိုပြပြီးတော့စီးရမှာဖြစ်ပါတယ်တခြားသိချင်တဲ့အကြောင်းအရာလေးတွေလည်း comment မှာမှန်းခဲ့ပေးပါအဆင်မပြေလို့ရှိရင်လည်းလာရောက်မေးမြန်းလို့ရပါတယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်